ကျွန်တော်မပြောချင်လဲဆိုတော့ဆရာနဲ့တပည့်ပေါ့နော်အထင်လွဲစေတယ်အကြောင်းတရားအဲ့ဒါဘာလဲဆိုတော့ဘယ်ကစတာလဲဆိုတော့တပည့်တွေကစတာဘာလို့ကိုယ့်ရဲ့ဆရာသမားရှိကိုကနော်တလားတစ်ခါ15ရက်တစ်ခါနော်ဒါမျိုးတွေစီဘူးလေးလာရင်ပညာနဲ့ပတ်သက်ပြီးနော်ကုထုံးအကြောင်းစမတော်အကြောင်းနော်အစစ်စမအကြောင်းရယ်နော်တိဋ္ဌိစမတွေအကြောင်းရယ်နောက်ကကျင့်စဉ်စတနာတွေအကြောင်းတွေကိုယ်ဆရာသမားရှိမှမေးမြန်းခြင်းစုံစမ်းခြင်းလေ့လာခြင်းသင်ကြားခြင်းမရှိကြဘူးတချို့ရှိတဲ့တပည့်တွေရှိပြီးတော့မရှိတဲ့တပည့်တွေမရှိကြဘူးအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ဆရာသမားကတုံသင်ပြတာတွေအမြဲတမ်းသွားတဲ့တပည့်ဟာကျွမ်းကျင်နားလဲတယ်မသိတာရှိတာအကုန်နားလဲတယ်ငါဆရာသမားသင်တာဒါဒီလိုသင်တာဒီလိုလုပ်တာနော်အစင်လားဂိုင်းအစင်လားကျွန်တော်တို့ဆရာတွေကလည်းဘယ်လိုလဲဆိုတော့ကိုယ်တိုင်ထွင်လို့မရဘူးကျွန်တော်တပည့်တဲ့အမြဲတမ်းရှိရပြေးနေရတယ်ဘူးတုတအမြဲဆုံးရအောင်လိုက်ပြီးတော့ကျွန်တော်တို့ကဆရာကြီးတွေနဲ့အစင်လားတွေကိုလိုက်လေ့လာရတယ်မှတ်သားရတယ်နော်တခါတလေကိုယ်ဆရာသမားကနော်ကိုယ်ဆရာသမားဆိုတာကကိုယ်ဆရာသမားလုပ်တော့မယ်ဆိုရင်ကိုကတိတာတဲ့ထက်တဲ့တိတဲ့တိအောင်မှန်တဲ့မှန်အတွင်းကြကြနော်ဆရာကြီးတွေရဲ့ဆုံးမမှုတွေဥမာအဖေဦးမြခင်တို့နော်နောက်တစ်ခါဆရာကြီးတွေရှိတယ်ဆရာကြီးဦးအေးကြီးတို့ပတန်ရဆရာကြီးတွေနော်ဆရာကြီးဦးတင်အောင်တို့နော်စသည်အားဖြင့်ဒီလိုဆရာကြီးတွေမျိုးတွေကနေကိုကလေ့လာတယ်စီးပူးပါတယ်ဆရာကြီးတွေရဲ့ဆုံးမဩဝါဒတွေနားထောင်ရတယ်လိုက်ကြည့်ရဒါမှကိုယ့်တပည့်တွေကိုပြန်သင်ပေးနိုင်မှာအမှန်တိုင်းတမားစဉ်အတိုင်းဂိုင်းစဉ်အတိုင်းဂိုင်းစဉ်ပုံကိုယ်တွေရဲ့မူအတိုင်းသင်ပေးနိုင်ရမှာအဲ့တော့ကိုယ်ဆရာသမားကြီးအမြဲတမ်းလာတဲ့ဆရာတပည့်ကြတော့ကျွမ်းကျင်ပြီးတော့မလာတဲ့ကောင်တွေနားမလဲ။အော်နော်ကိုယ်ဆရာသမားလည်းတိမ်ပါသွားရောဆရာသမားရှိကိုလာတင်တဲ့တပည့်တွေကဟာအဖေကဒီလိုတင်ခဲ့တာဆရာကဒီလိုတင်ခဲ့တာအာမဟုတ်ပါဘူးကွာငါတို့လည်းမတင်ရပါဘူးအဲ့ရစားတာပဲအဲ့ဒီမှာစပြီးတော့ဘယ်လိုလဲဆိုတော့ဆရာသမားရှိကိုအမြဲတမ်းချင်းကပ်နေတဲ့တပည့်ကကျွမ်းကျင်တက်မြောက်ပြီးတော့မချင်းကပ်တဲ့တပည့်ကနော်တစ်နှစ်ကြာမှတစ်ခေါက်တော့မရဘူးတစ်လကြာမှတစ်ခေါက်တော့မရဘူးဒီလိုတပည့်မျိုးတွေကအမဝူဝါတွေထားဖြစ်ကုန်ကျွန်တော်တို့တင်ရတာမဟုတ်ကျွန်တော်အမြဲတမ်းသွားနေတာပဲတော့မဟုတ်တာမဟုတ်တာမသိဘူးသူကသွားတယ်ဆိုတာကြီးပဲမင်းကတက်ပါကွာထွင်တာပါငါတို့ဆရာရှိတော့ဒီလိုတင်ခဲ့တာမဟုတ်ဘူးထိုနည်းတူပေါ့အခုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအဖေဂိုင်းတော်ကျော်ဖာဘိုးတော်ရအနိကဆုံးနေတာဘာတူလဲနော်ပွင့်လင်းပြောရင်အနိကဆုံးနေခဲ့တာအဖေကြီးဦးမြခင်ကျေးဇူးတော်ရှင်အဖေကြီးဦးမြခင်အနိကဆုံးနေခဲ့တာသူကိုယ်တိုင်ဂိုင်းတော်ထဲဝင်လောက်ခဲ့တာအဲ့တော့ तू တိခဲ့တဲ့စမတွေ तू တက်ခဲ့တဲ့ကုထုံးတွေ तू တက်ခဲ့တဲ့ကျင့်စဉ်စရဏတွေကို तू ပဲအတီဆုံးပဲလေအဲ့တော့ဆရာကြီးလောက်ဒီအဖေကြီးလောက်တော့မသိတဲ့ပုံကိုယ်တွေကအဖေကိုညင်းညာမယ်နော်ဒီလိုသဘောမျိုးနော်ဒါကိုကျွန်တော်တို့အဖေကြီးတို့နမူနာထိုးပြီးတော့ဒါပြတာပါနော်ဒီလိုအသာခွင့်ပြုတော်မူပါဒါတရားမလို့အဆင်မလွဲနဲ့ကိုဆရာသမားကိုနော်ကိုဆရာသမား